ကိုမိမကိုတိုက်ရမှာနော် ဒါပြောပြရနော် ကိုရိုင်းတောင်း ကိုယ်တိုင်တောက်လို့မရဘူးနော်ကျွန်တော်ဦးလေးနဲ့ဒီဆေးကတ်ပေါ့နော်28လုံးပေါ့မိန်းကလေးတွေကိုဝင်မရအောင်တောက်တဲ့ဆေးကတ်အကြောင်းကျွန်တော်ဦးလေးနဲ့ဟာတာဘယ်လိုဖြစ်ခဲ့တာလဲကျွန်တော်လာပြန်ပြောရတဲ့အကြောင်းလေးကိုကျွန်တော်ပြောပြမယ်ကျွန်တော်ဦးလေးလာပြန်ပြောရတဲ့အကြောင်းလေးသူကဗျာဒီဆေးကို तू ကသူ့မိမလေးက तू ကရထားတာငယ်ချောချောလေး तू ကအသက်ကြီးပြီ तू လူပြိုကြီးအိမ်တော်မကြဘူးတဲ့ခါကျတော့ तू ကဆေးဆိုင်ကို तू ကတွားတယ် ကောင်းမလေးရှက်တော့ကိုရိုင်းမသွား ကိုယ်တိုင်မတွားဘူးမတွားတဲ့ခါကျတော့ तू ကဒီဆေးကတ်ကို तू ကဝယ်တော့ဝယ်တာဟိုကကောင်မလေးကလည်းဘေးမှာအလုံးရှုံနေတဲ့ခါကျတော့ ရောင်းတဲ့ကောင်မလေး ကျောင်းမလေးလုံးရှုံနေတဲ့ခါကျတော့ तू ကပြောလိုက်တယ်ဦးလေးဒါကိုတစ်နေ့တစ်လုံးပုံမှန်တောက်ပြီးလို့ရှိရင်ဒါမိန်းကလေးတားသေးပေါ့နော်ကိုဝင်မရနိုင်ဘူးပေါ့နော်ဦးလေးနော်တရက်တစ်လုံးတော့ပုံမှန်တောက်ပြီးပေါ့အဲ့လိုမျိုးကောင်မလေးကလည်းသိပြီးတော့ဟိုမှာလည်းလုံးရှုံနေတော့မလဲမပတ်နဲ့အဲ့လိုမျိုးပြောလိုက်တဲ့ခါကျတော့ तू ကတောက်လိုက် तू ကအဲ့လိုမျိုးပါဗျာ तू ကတောက်တယ်ပေါ့နောက်ကျတော့ ကိုဝင်ရပါ သူ့မိန်းမလေးကကိုဝင်ရလာတာကိုဝင်လေးရလဲရောက်တော့ तू ကပြောအဲ့မှာ तू ဒေါ်ကြီးမုန်းကြီးအဲ့ဆိုင်ပြန်သွားတာအဲ့ကောင်မလေးရှိကိုနင်းပြောတော့တရက်ကိုတစ်လုံးတောက်လို့ရှိလို့ရှိရင်ကိုဝင်မရဘူးဆိုဟမ်နင်းပြောတော့ငါမိန်းမကိုဝင်ရနေပြီဟမ်ဦးလေးဒီနေ့တစ်လုံးပုံမှန်မတောက်ဘူးလားဟမ် တောက်တယ် तू ကတောက်တယ် ဖင်ပိတ်ညင်တာ ဖင်ပိတ်နေတာတောက်တယ်အခုငါမိန်းမကိုဝင်ရတယ်နေဘယ်လိုလုပ်မှာတော့ဟမ် အမကောင်မလေးကဘလူတောက်လဲလို့မလိုက်တာ ကောင်မလေးကဒီစေးက ကျွန်တော်ကိုရိုင်းတောက်တာတဲ့ သူကိုယ်တိုင်တောက်တာ အဲ့ဒါကိုသူကပြဿနာသွားရှာတယ် အဲ့ဒါသူကြည့်တော့သူမလဲမပတ်နဲ့သူပြဿနာသက်ရှာသေးတယ်ဟိုကပြောလိုက်ကြလဲမလဲမရှုပ်ဒီကလည်းအဒီအထက်လူပြိုကြီးဆိုတော့ဗျာ तू ကဒီစေးကိုလေသူ့မိမမတိုက်ပဲ तू တောက်လိုက်လို့ရှိရင်ကိုဝင်မရဘူးထင်လို့ तू တောက်ပြီးတော့သူ့မိမနဲ့တူတူနေလိုက်တာပါတယ်တော့ပြီ နော်ညာခါသားတွေနော်ညာခါသားတွေတတိတာကိုမိမကိုတိုက်ရမှာနော် ဒါပြောပြရနော် ကိုရိုင်းတောင်း ကိုယ်တိုင်တောက်လို့မရဘူးနော်ကိုမိမကိုတိုက်ရမှာနော်တတိထားနော်မှားမယ်နော် ကိုရိုင်းတောင်းရင်တော့ကိုပြန်လာကိုရှင်းမယ်နော်